ကျွန်တော်အားရတဲ့အချင်းလေးပို့ဖြစ်တယ်ဒီမှာနိုင်တဲ့တို့ဒီမှာချနာဆိုပြီးလို့ဖြစ်စီတယ်ကျွန်တော်မနေ့ကတည်းကလုံးနေကြဖွဲ့တို့ဒီမှာလာမယ်လို့မသိလိုက်ဘူးဒီမနေ့ကလေးကကျွန်တော်ဝန်တာထားဆိုတော့ကျွန်တော်ရနာကိုချင်းဆိုရဒီမှာလေကျွန်တော်ပြောရတဲ့ကောင်မဆိုတို့အနာကပုတ်တက်တယ်လေတို့ကလည်းကြီးနေတာလည်းကျွန်တော်ဆိုတော့ကျွန်တော်ပြောတဲ့မင်္ဂလာဆောင်ဒီမှာဘုရားကျောင်းဒီမှာတွေ့ကျွန်တော်အဝေးတွေပဲအဲ့လောက်လည်းလုပ်ပြလို့ရတယ်အနာကပုတ်တက်ကြည့်ရဒီမှာနည်းနည်းနေခင်ရတယ်အဲ့ဒါဘုရားခင်ကျေးဇူးတော်ပဲတို့လည်းဘုရားခင်ဒီလိုရှိရဆိုမိသားစုတဲ့ဒီမှာဒီပုတ်တက်လာနေဆိုတော့ဒါလည်းကျွန်တော်စကားကောင်းပြီးမှာဖြစ်ချက်တယ်ဆိုတော့အားလုံးโอเคဆရာကမိတ်ဆက်ပါဆိုတော့ကျွန်တော်နာမည်စိုင်းကျော်တင်လို့ခေါ်တယ်ရှမ်းမျိုးစစ်စစ်ဖြစ်ပါတယ်ကျွန်တော်မှာချောတော်လာတဲ့ဇင်းတွေတယောက်ပဲရှိပါတယ်နာမည်စီကျော်လို့ခေါ်ပါတယ်ကျွန်တော်မှာသားလေး2ယောက်ရှိတယ် size 1နဲ့ size 2လို့ခေါ်ပါတယ်တယောက်ကတော့6နှစ်တယောက်က3နှစ်ရှိပါပြီ2ယောက်တည်းပဲရှိတော့တယ်နောက်ထပ်လည်းမရှိနိုင်တော့ဘူးဆိုတော့ဆရာက2ယောက်ပြထားတော့ဆရာကကျေးဇူးတော်ရှိမှန်းအမျိုးသမီးကမြန်မာ Times မှာလို့လုပ်တယ်ကျွန်တော်ကတောင်ကြီးလွယ်လင်မိုင်းကန်ခက်ကစာတိဖြစ်တယ်အမျိုးသမီးကလာရှိုးလူစင်နာခက်ကဖြစ်တယ်သူကဟောင်ကောင်မှာရှင်းနေကိုနေလောက်နေတယ်အမှုတော်မြတ်ဆမှာပေါင်းခဲ့တာဖြစ်တယ်ဆိုတော့သူကလည်းရန်ကုန်ကိုအဲ့ဒီဟောင်ကောင်နဲ့ပြန်လာကျွန်တော်ကလည်းစမ်းစမ်းကြောင်းပြီးတော့ရှမ်းတဲ့တော့မှတင်းစရာမလုပ်ကျွန်တော်စပြီးပြင်မှာတက်တဲ့နေ့ဒီကဟောင်ကောင်မှာရောက်တဲ့နေ့ဆိုတော့ကျွန်တော်အသက်40မှာအိမ်ဆောင်ပြုတယ်အဲ့ဒီအချိန်ကျမှနည်းနည်းတွေ့လို့လေပြန်ကျွန်တော်ပြောရှမ်းမှာရှိတော့လားပြန်ဆိုတာကျွန်တော်ဆိုကျွန်တော်ရှမ်းပြန်ဆိုတဲ့ရှားလို့ကျွန်တော်တို့ရဲ့အထက်မှာဆိုရှမ်းပြန်ဆိုတာတိတ်မရှိဘူးပေါ့နော်ရှိကြတော့လေကျွန်တော်ကတိတ်ပြီးတော့ဟိုအယိုးများချိခါတိတ်ရွေးတဲ့ဖြစ်တော့ကျွန်တော်စိုက်တဲ့ပုံစံနဲ့မလာဘူးညနေတော့ကျွန်တော်စားလို့ပြောလိုက်ရှာတယ်ကချင်းနေကြိုက်တယ်ကရင်နေကြိုက်တယ်ရှင်းလေးကိုကြိုက်တယ်တရားမှကျွန်တော်မြင်ကြအောင်ဒီစီတော့ပဲဖျားကန်ဆန်းလိုက်တော့ပြန်ပြေးယူလိုက်တယ်ဆိုတော့ကျွန်တော်တကယ်ချင်းချမ်းသာကြောင့်ကျွန်တော်တကယ်ချင်းနေရှိတယ်မစင်းစင်းလို့ပြောတော့အခုချိန်ထိကျွန်တော်စတောင်းတချင်းဆိုတော့လေပြောလို့ဖြစ်ကောင်းတယ်တိတ်ချက်တယ်ကျွန်တော်ချမ်းသာကြောင့်ကျွန်တော်ရှမ်းကျွန်တော်တယောက်တည်းပါလို့ဆိုတော့အခုဘယ်လိုလိုက်လဲတကြောင်လုံးချင်းနေမျိုးကျွန်တော်ရှမ်းတယောက်ကိုလိုလိုက်တာစားချင်တာဆိုဟိုစားကိုလျှော်ပေးတော့အုံလုံးပေးကျွန်တော်မှမိတယ်စင်စင်းဆိုတာဒီချိန်လေးလုံးမမလုပ်ဘူးအစင်စင်းဆိုတာရှိတယ်ချက်ဖို့ကောင်းတယ်တိုက်ခံဖို့ကောင်းတယ်ဒီမှာမူတော်နဲ့ကျွန်တော်ပါဖြစ်တယ်ဒီနေ့ကကျွန်တော်ကဝှက်လျှော်ထားသူကလမ်းထားတာဘယ်နာလမ်းထားမှကျွန်တော်မသိဘူးစင်စင်းကငါဆွတ်ကျယ်လို့ပါလေဟာပြန်ပြတော့ကြောက်စင်စင်းဝိုင်းငါဆွတ်ကျယ်လို့ပါလေတော်လည်းလားဟောတယ်ဟောတယ်ကတိမမလန်ထားတယ်ဆောပမာပြောရရှိတယ်ကျွန်တော်ကတန်းတာတောင်းတက်တယ်ပမာမင်းတို့ကလည်းချင်းနဲ့ပြောတာငါပမာရှုပ်ကုန်သွားတယ်တယောက်ကပမာရှိတယ်တယောက်ကလည်းကတိမမတန်တယ်ပမာဒုက္ခရောက်နေတယ်ရှမ်းနဲ့ချင်းနဲ့စကားပြောပမာနားလို့ပဲဆက်ကြည့်ပဲပြန်ကြည့်လို့ပဲသူတို့ ਨੇ โอเคကျွန်တော်ကဗုဒ္ဓဘာသာအတိုင်းမှာအမေရဗုဒ္ဓဘာသာအတိုင်းမှာဖြစ်တယ်ခုနကပြောလို့ဆရာရဲ့တွေ့မှပဲကျွန်တော်အဲ့ဒီအကျိုးအောင်ကျွန်တော်ပြောင်းရတာဖြစ်တယ်ဒီလောက်မှာအဲ့နာနေပြီးတော့90ခုနှစ်လောက်မှာကျွန်တော်တက်တယ်ကျွန်တော်တမမောက်ဆန္ဒမှာလို့ရှိနေပုံစံမှာလုပ်တယ်။ညာတင် calling ရှိလို့ကျွန်တော်တက်လိုက်တယ်။အဲ့ဒါကြောင့်ပြီးတော့ကျွန်တော် MBCF ဆိုတာမြန်မာ Evangelical Christian Fellowship အဲ့ဒီမှာကျွန်တော်စေရေးဝင်လုပ်တယ်။စေရေးဝင်လုပ်ရပြီးတော့ရန်ကုန်မှာရှမ်းအသင်းတော်ရှမ်းလူမျိုးတွေရှိတယ်ရှမ်းအသင်းတော်စမယ်ဟောရှမ်းဆရာလည်းရှာတော့ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဆရာလုပ်ခိုင်းတယ်ကျွန်တော်တင်းဆရာ9နှစ်လောက်ကျွန်တော်လုပ်ခဲ့9နှစ်10နှစ်နေပါတော့အဲ့ဒီမှာလုပ်ပြီးမှညတင်ကောင်းချပေးတယ်လုပ်တော့4အိမ်လောက်14အိမ်က4အိမ်လောက်14ရောက်လောက်နဲ့စလိုက်တာအင်ဂျင်90ကျော်သွားတယ်လူ900ကျော်ညတင်ကောင်းချပေးတယ်ခဝဲချန်ထဲမှာဝိုင်းကွက်ဝယ်လိုက်တယ်ပေ100ပေ165ကျွန်တော်တို့9နှစ်6နှစ်အတွင်းဝယ်လိုက်တယ်အိမ်နှလုံးရှိတဲ့အထက်မှာပေါ့နော်အဲ့ဒါမှကျွန်တော်တို့ညရှိခိုးကြတယ်ပြီးတော့လောဆယ်ဘုရားကျောင်းတော့မဆောင်နိုင်သေးဘူးအိမ်နေမှာပဲဆိုတော့လောဆယ်ဘုရားရှိခိုးတာက Japan Center မှာဘုရားရှိခိုးကြတယ်ဆိုတော့ဘုရားပြန်တရက်တော့ကျွန်တော်စကားပြောရဲရှမ်းလူမျိုး
ငွေတစ်ခုတည်းတော့မဟုတ်ဘူးမျိုးတိုင်းအတွက်လုပ်ဖြစ်တယ်ကျွန်တော်အိမ်ဝင်ပြီးတော့ဒါစိတ်ဝင်စားတယ်ဒါလို့ဆက်ပြီးတာစိတ်ဝင်စားတယ်အဲ့တော့ဆက်ဆိုင်တော့မှကျန်းစာတင်တယ်လေဒီမှာတရားဟောတယ်ရှမ်းလို့ခေါ်တယ်ဆိုတော့နားမလဲတော့ဗမာ section 2ကိုကျွန်တော်လုပ်မယ်ဆိုပြီးတော့ဆွတောင်းလိုက်တာညတင်ကကျွန်တော်ကိုဖြည့်ပေးတယ်ညဘုံမျိုးတာဝီပလာဇာပေါ့နော်အဲ့ပလာဇာကြီးမှာဆက်ဆက်ကျွန်တော်ကတော့အခန်းကောင်းလာတော့သူကခုနဆရာတိတဲ့ဥမ္မာကျေတို့နေရတော့သူကညအော်စတြေးလျတို့ပိုင်းနဲ့ဆောက်ရအမှုဖြစ်ပြီးတော့ပိတ်ထား3-4နှစ်လောက်ရှိကျွန်တော်မြန်မာပြည်မှာဆိုသိနေတယ်အဲ့လမ်းဆောင်လာဝါထူကြီးနဲ့3-4နှစ်လောက်ပိတ်ပြီးတော့အိုးနေပြီဘာမှသူကတည်းကတော့ဆရာရဲ့ဆွတောင်းလေးကိုကျွန်တော်ပေါ်တယ်ကျွန်တော်လည်းဒီကိစ္စရင်းဆရာရတင်တာစီရင်ပေးမှာပဲတရားလုပ်ပေးမှာပဲကျွန်တော်ကအကုန်လုံးဆင်ပြီးဒီဘဝရေးအတွက်အထိခိုက်တဲ့လုံးမျိုးကျွန်တော်ဆွတောင်းတယ်ပလောင်ချင်းလက်တင်မျိုးဆွတောင်းတာ9လအထိပေါ့နော်အကုန်လုံးကျွန်တော်ဆွတောင်းလိုက်ပြီးတော့မှ9လလောက်မှကျတော့ကျွန်တော်အခန်းတွေ့တယ်ဒီခန်းကြီးအားနေတာပဲပေါ့ငားမလားလို့ပြောတော့ငားတယ်ဘယ်လောက်ဆိုတော့3,000သူ့လူတွေကျွန်တော်ငားမယ်ဆရာကလုပ်ပါသေးတယ်ကျွန်တော်ကပြောတယ်ဒီမှာကျွန်တော်ကျမ်းစာနဲ့ရုံးနှောင်းဖြစ်မယ်လို့ကျွန်တော်တရားဟောငါ့ရှိတယ်ဆရာကြီးလုပ်လာတာတကယ်လို့လက်မှတ်ထိုးတယ်ဆိုတော့ကျွန်တော်ကစာချုပ်ခိုင်းဆိုတော့ကျွန်တော်ပြောလက်ပုံမှန်လေးကိုယုံကြည်ခြင်းနဲ့ပြောတာမဟုတ်တဲ့ချုပ်တယ်ဆိုတော့မလို့ချင်းဆိုကျွန်တော်ကချုပ်လိုက်တာပေါ့ဒါနဲ့ပေးရမယ့်စရိတ်လေးတော့ကျွန်မပြန်ပါအောင်ခင်ဗျာမှအဲ့ဒါကိုကျွန်မဟာလေလုယာအာမင်ဆိုတော့တကယ်ပဲဖြစ်ပြီးပြီဆိုအခန်းကိုကျွန်တော်ပြင်လိုက်တယ်ပြင်ပြီးတော့အဲ့ကနေစပြီးဖိတ်ပြီးတော့2လပဲကျန်းစာတင်တုံးရှိသေးတယ်လူ120လောက်ရောက်လာတယ်ပတ်တိုင်းအဲ့လိုအမှကျွန်တော်တို့အမှရှိတဲ့လူဂိုင်းကနာမရွေးလူမျိုးမရွေးဒါဘာသာမရွေးဆိုတော့ကျွန်တော်နားမှာလာတယ်ကဲတင်ချင်းတက်လည်းရှိတယ်စနေအတင်းလည်းရှိတယ်AG လည်းရှိတယ်နှစ်ချင်းလည်းရှိတယ်မက်ဒရစ်စင်တော်လည်းရှိတယ်ဆိုတော့ကျွန်တော်အမာခံတွေကကဲတင်ချင်းတက်ကဖြစ်တယ်ဒါပေမဲ့နာမည်တယောက်မှမသိဘူးခုချိန်นี้မသိဘူးတချို့ကသူလာတော့တန်းတယ်ဆိုတော့ကျွန်တော်နဲ့အတူတူကသူတို့ပါဝင်လှုပ်ဆောင်ကြတယ်အဲ့နာနေပြီးတော့2လလောက်လို့တော့တရက်ကျတော့အုံနာကျွန်တော်ခေါ်တယ်ဆက်ဆိုင်နဲ့ခဏလာအောင်နဲ့ဘာကြောင့်ဆရာတဲ့ကျွန်တော်တို့တဲ့ဒီအခန်းကြီးကိုတဲ့ငားပလိုက်ပြီတဲ့တတိုက်လုံးငားပလိုက်တာတဲ့အဲ့ဆရာအခန်းမှာပါသွားတယ်တဲ့ဟာဒါဆိုဘယ်လိုလုပ်မလဲဆရာပဲဆွတ်တောင်းတာဟုတ်တဲ့ तू ကနှောက်တာကျွန်တော်ဆွတ်တောင်းလို့ဆိုတော့လေအေးဘောဖျားခင်အဖြစ်ပေးပြီးအခုတို့ဒါကြီးကိုအမှုလဲပြီးသွားတော့နိုင်တော့တို့ငားလိုက်ပြီတဲ့ဒါပေမဲ့တဲ့ဖျားသခင်ကိုဒီလိုအခန်းတစ်ခန်းတို့ဆက်ကပ်လိုက်တဲ့အတွက်ကြောင့်ဖျားသခင်ကလည်းတို့ကိုအဖြစ်ပေးတဲ့အတွက်ကြောင့်တတိုက်လုံးမငားဘူးတဲ့ mission အတွက်တခန်းမလုံးနဲ့ဆရာတဲ့တစ်ထပ်လုံးလုပ်တဲ့ဆရာတစ်ထပ်လုံးလုပ်နံပါတ်9တစ်ထပ်လုံးကိုဘယ်သူမှမငားတော့ဘူးဆရာ mission လုပ်လိုက်တော့ praise the lord ဆိုပြီးတော့ကျွန်တော်အခု9ထပ်ကိုရောက်သွားတယ်တာရွေကောင်းကင်နဲ့နီးသွားတော့ပေါ့အဲ့မှာရောက်သွားတဲ့အခါအခန်းတစ်ခန်းနဲ့မဟုတ်တော့ဘူးလေအခန်းကအဲ့လိုမျိုးအခန်းပေါင်းက14ခန်းလောက်ရှိတာကိုအဲ့မှာနေနေပဲကျေးဇူးတော်ကြောင့်ဘုရားသခင်ကျွန်တော်လမ်းဖွင့်တယ်ကျွန်တော်2006တုန်းကဒီဝါရှင်တန် DC မှာဒီအစည်းအဝေးတစ်ခုလာတက်ရတယ်အဲ့ဒါတော့ကျွန်တော်ကဆက်တော့ကျွန်တော်တခါမှအိမ်မက်မမက်ဘူးအမေရိကန်လာခုဆိုတော့လည်းအိမ်မက်မမက်ပါဘူးဟိုအမှန်နဲ့ပြောရင်ဟိုမလေးရှားနဲ့စင်ကာပူလောက်ပဲကျွန်တော်တို့ကဟိုတိတ်ပြီးတော့ဟုတ်လာပြီပေါ့နော်ကျေးဇူးတော်ကြောင့်မီးမလာတော့တက်လေကားမရှိဘူးတက်လေကား4ခုရှိပြီမဲ့3မရအောင်ဒါဆိုမီးမလာလို့လေဆိုတော့ဒီလိုပဲလေကားတက်ပေါ့အဲ့တော့ပုံမှန်လူ80လောက်ကတော့အခုလာပြီးကိုးကွယ်တယ်ဘာကြောင့်ဆိုတော့တက်လေကားတက်လို့မရလူကြီးတက်လို့မရအောင်ဒါတောင်တက်တဲ့လူကြီးတွေရှိသေးတယ်ဆိုတော့လူငယ်တွေများတယ်ကျွန်တော်နားမှာပတ်စင်ကိုးကွယ်လည်းရှိတယ်အဲ့ဒါကိုကျွန်တော်က Zion Community Center Zion Zion ပေါ့ Zion ဆိုတာကကိုးကွယ်တဲ့သူတွေရှိတဲ့အရက်ကိုးကွယ်သူများနေထိုင်ရအရက်မွေ့လျော်ရအရက်ဆိုတော့ Zion Community Center အဲ့လိုပဲပြလိုက်တယ်မလေးရှားမှာရောက်တော့ကျွန်တော်ဆရာ School of Acts ဆိုကျွန်တော်ကျောင်းတက်တယ်6လတက်တယ်အဲ့မှာတက်တော့ကျောင်းသားကျောင်းတက်တော့အဲ့ရဆရာတရက်တော့မြန်မာပြည်လာတော့ဆိုင်းတယ်မင်းအမေရိကန်သွားချင်လားတဲ့ကျွန်တော်နောက်တယ်ထင်နေရလေအမေရိကန်လို့မသွားချင်လားဆိုဘယ်သူကမသွားချင်လို့ဘယ်သူပြောမလဲသွားချင်တယ်ပေါ့အဲ့လိုသွားချင်တယ်ဆိုရင်မင်းသွားလိုက်ကွာတဲ့မင်းဟိုလေရင်ခလည်းငါပေးမယ်တဲ့ဟိုလမ်းစီလည်းပေးမယ်ဟိုတယ်ခလည်းပေးမယ်စားစီလည်းပေးမယ်မုံပိုးလည်းပေးမယ်သွားပြအောင်သွားတော့တဲ့ဗီဇာရန်သွားမယ်လို့ကျွန်တော်အဲ့လိုပြောလိုက်တယ်အဲ့ဒါနဲ့စာအုပ်လည်းမရှိဘူးလက်ထဲမှာလေဘာမှမရှိဘူးသူ့အေးပါသွားမယ်အဲ့လိုပဲပြောလိုက်တာနောက်မကြောက်သူပြန်တော့မလေးရှားပြန်ပြီးနောက်မကြခင်ကျွန်တော်ခေါ်စာတကယ်ရောက်လာတယ်အမေရိကန်ကနေခေါ်စာဟောတသိန်းထားတာဟာအမေရိကန်ခေါ်စာကျွန်တော်စာအုပ်လည်းမရှိလေကျွန်တော်ဆွတ်တောင်းတယ်ဘုရားသခင်လို့ဒါကတော့ကျွန်တော်နောက်ထပ်တစ်ခုဘာကြောင့်ဆိုကျွန်တော်ခု Zion Community စနေပြီအဲ့ကလေးကဘုရားသခင်ကျွန်တော်ကိုအဖြေပေးနေတယ်ဆိုတော့တွေ့ရတယ်အော်ပဲတစ်ခုပြီးတစ်ခုအဖြေပေးနေဆိုတော့တွေ့ရတယ်အဲ့ဒီအချိန်မှာဒီစာဝင်လာတော့ဆိုတော့ဘုရားသခင်ကိုတော့အလိုရှိတယ်ဆိုရင်ကျွန်တော်သွားမယ်ကိုတော့ကျွန်တော်လူအားမကိုကိုတော့အလိုရှိမရှိဆိုအောင်တေးသေးချာချာတိတိကျကျကျွန်တော်ကိုအဖြေပေးပါကျွန်တော်လက်ထက်မှာစာအုပ်မရှိဘူး
စာအုပ်သွားလို့ရင်တစ်လနဲ့တစ်ပတ်ကြာရင်စာအုပ်ရတယ်ဒါပေမဲ့တစ်လနဲ့တစ်ပတ်စောင့်ရင်အစည်းအဝေးသာပြီးသွားမယ်ကျွန်တော်ဒီရလာနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကစာအုပ်သွားလုပ်တဲ့မှာစာအုပ်တွေကျေးဇူးတော်ချီးမွမ်းပါတယ်ဒါဆိုရင်တော့အမေရိကသွားဖို့ကိုတော့ပြင်ပြီးထင်တယ်ပေါ့စာအုပ်ရလာပြီဆိုအာမင်နဲ့ပြီးရောနော်တတ်တိုင်ဘေးနားမှာပဲကျွန်တော်ဆွတ်တောင်းတာကျွန်တော်မှတ်မိတယ်အမေရိကန်တန်ကြီးမှာကျွန်တော်စီဖုန်းလာတယ်ဆိုင်းကျော်တင်လာမစ္စတာဆိုင်းဟုတ်ပါတယ်ခင်ဗျားစာအုပ်မနဲ့ဖန်လာတင်လို့ရမလားတဲ့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ချိန်ထားတဲ့ရက်ထက်တခြားလူတွေကပြက်ကွက်တော့ကျွန်တော်ရှေ့ကိုရောက်လာတယ်တဲ့အဲ့တော့စောလာတင်ပေးနိုင်မလားဆိုโอเคလာတင်ပေးမယ်ကျွန်တော်ရပြီစာအုပ်ရပြီလာတင်မယ်ဘာမှမသိဘူးအတွေ့အကြုံမရှိဘူးလေအတွေ့အကြုံမရှိတော့တန်ရုပ်ချင်းသွားပြီးတော့သူတို့နာ form 3ရွက်ရယ်ခေါ်တဲ့စာ1ရွက်ရယ်ဖြည့်ပြီးတော့ကျွန်တော်စာအုပ်ရတင်ပြီးကျွန်တော်ပြန်လာလိုက်တယ်အမျိုးသမီးကအိမ်ရောက်တော့မေးတယ်နင်ထပ်ဖန်စာတွေထည့်လားမထည့်ဘူးဟာပိုင်ဆိုင်မှုတွေရောမထည့်ဘူးပန်စာအုပ်မထည့်ဟေးစာရွက်တွေထည့်နေဟေးတဲ့နင်ဘလို့ in the name of Jesus ပေးခိုင်းလိုက်ပြီပေးခိုင်းလိုက်ပြီနေပါစေဆိုတော့အဲ့မှာသွားခေါ်တဲ့နေ့ကျတော့လေသွားလေကျွန်တော်သွားထိုင်တဲ့လူအစိတ်30လောက်ရှိတဲ့အခန်းထဲမှာထိုင်ပြီးတော့ view တဲ့နေကြတော့လေဒါအတန်မဲ့ကြားလဲဆိုရင် I'm very sorry for your visa I'm very sorry for your visa အဲ့အတန်မဲ့ကြားလေဟောတိတ်ခက်တာပဲပေါ့ဘယ်လိုတွေပြောနေကြလဲမသိဘူးတယောက်ကျွန်တော်အလဲလဲရောက်လာကျွန်တော်ခေါ်ပြီးတော့ကျွန်တော်စာရွက်ကိုသူကြည့်ရလန်ကြည့်3ရွက်ထဲကုန်သွားကျွန်တော်မျက်နှာကြည့်သူကြည့်တယ်တရွက်ထဲပန်းပေါသူကမေးတယ်ဟိုမေးဒီမေးပြီးတော့လေသူကလေ I'm very sorry for your visa ဆိုပြီးတော့ကျွန်တော်လေထုတော့မလို့ရှိတယ်သူကကျွန်တော် no sir no sir I want to go sir please help me အင်္ဂလိပ်စကားလည်းအဲ့လောက်ပဲရတယ်ကုန်ပြီရှိတော့သူကပြောတယ်မင်းကိုမင်းကိုဘယ်သူကပေးမှလဲသူတို့ကပေးမှသူတို့ခေါ်တာသူတို့လမ်းစိတ်ပေးမှလို့ပြောတယ်ဒီနေ့မှာပါဆိုင်မှာမညက်ထားလို့လေမဟုတ်ဘူးတဲ့သူတို့ဟိုးကြမှာမင်းကိုပြန်ပေးမှမှန်တယ်ဒါပေမဲ့ဒီကနေသွားတဲ့အခါမှာမင်းဝယ်သွားဖို့အတွက်လက်မှတ်တွေဝယ်သွားဖို့အတွက်ပတ်စံနေမင်းဘာမှရှိလို့လေမင်းကိုဘယ်သူကအဲ့ဒါစပွန်ဆာပေးမှလဲဟာတေရောအဲ့မှာပန်စာအိုလည်းမပါလားဘယ်တထေးမှလည်းပြောလို့မရအဒီချိန်ကြီးဆိုတော့လေ My wife Your wife Yes my wife တော့ဟီကြီးက Okay တဲ့မနေ့ဖန်ကြိုင်းလာခဲ့တဲ့နဲ့ဗီဇာပေးလိုက်မယ်တဲ့ Praise the Lord God bless you အဲ့နဲ့ my wife ဆိုရင်ရသွားတာလေအဲ့ဒါဟိုချက်ချင်းပဲအပြင်ထွက်လာတော့လေအမျိုးသမီးကိုဖုန်းဆက်ပြီးတော့တိတ်ကျေးဇူးတင်တယ်လို့ဘာလို့ my wife လို့ပြောလိုက်လို့ तू ငါ့အခုပေးတယ်လို့ဖခင်သခင်ကျေးဇူးတော်ပဲလို့ဒီတိုင်းတော့မရဘူးလေတဲ့ तू ကဒီတိုင်းတော့မရဘူးဆိုခောက်ဆွဲဝယ်ကျွေးလိုက်ရတယ် तू ကိုလေသူ့နာမည်သုံးလို့ဆိုပြီးတော့ဆိုဖခင်သခင်ကျေးဇူးကြောင့်2006ကကျွန်တော်ရောက်လာတဲ့အခါကျတော့လေဒီဖက်တစ်ဝိုက်မှာပေါ့နော်ဘယ်သူနဲ့မှကျွန်တော်မသိပါဘူးအမှန်တမ်းပြောရင်ဘာကြောင့်ဆိုရက်ကတအားကပ်ပြီးတက်လာတော့ဘယ်သူနဲ့မှကျွန်တော်အဆက်အသွယ်မရအောင်လေစိတ်ထဲမှာဘယ်လိုစီးရမယ်ဘာမသိဘူးအမျိုးသမီးကသူဟောင်ကောင်နေခဲ့ဘူးတော့သူကပြောတယ်လေရင်စီးရင် transit ကဘယ်လိုစီးရတယ်လေရင်ဘယ်လိုပြောင်းတယ်ဘာညာသူပြောတယ်နော်သူပြောကြတဲ့ဟိုကကျွန်တော်တွေမသွားရင်ကောင်းမယ်ထင်တယ်ငါကြောက်နေပြီလို့ဘာကြောင့်ဆိုလေမြန်တွေကတဲ့ဟိုကျွန်တော်တို့အဝေးပြေးကိတ်ကကားတွေလိုမျိုးရထားတာတဲ့ဆိုတော့ကျွန်တော်တို့ရန်ကုန်မှာတစည်းတောင်မှမနေစောင့်ကြည့်ရတာလေဒီဓမ္မအစည်းပေါင်းများစွာလေနော်ဆိုတော့သူပြောတာဘလူစီဆိုတော့ကျွန်တော်မလာရဲဘူးလေကြောက်တယ်အဲ့နဲ့ဖျားခင်တလောက်ထိပြင်ဆင်ပြီးမှတော့ကွာလို့ငါသွားမယ်ဆိုပြီးတော့တကယ်လာတဲ့နေ့ကျတော့လေအဲ့လိုပဲလေစိတ်တဲဝင်ကြတဲ့ကတရုတ်မှလေးတယောက်နဲ့တွေ့ရသူကဆန်ဖရန်စစ္စကိုကကျွန်တော်လေရင်ကလည်းဆန်ဖရန်စစ္စကိုကနေဝါရှင်တန် DC အလိုလာမှာအဲ့2006တော့နော်ကျွန်တော်လေမော်ထိုင်တော့သူကကျွန်တော်ဘေးနားထိုင်တာလေအဲ့တော့ကျွန်တော်သူ Hi how are youတော့သူကကျွန်တော်သူ့ကိုတတ်လောက်လေးနဲ့စလိုက်တာသူကကျေးဇူးတင်တဲ့အကိုကြီးတဲ့ဟာနင်ကဗမာလားဆိုဟုတ်တယ်တဲ့ခုနကနေဘိုလူပြောနေတယ်သူတို့ကရစ်လို့တဲ့ကျွန်မဘိုလူပဲပြောတာတဲ့အော်အေးဒါပေမဲ့သွားမလို့ဆန်ဖရန်စစ္စကိုသွားမှာဟာဒါဆိုရင်တိုင်ပေမှာလေရင်ပြောင်းစီးရမှာပေါ့ဟုတ်တယ်ဟာငါလည်းဆန်ဖရန်စစ္စကိုကနေမှဝါရှင်တန် DC သွားမှာလို့တိုင်ပေမှာလေရင်ပြောင်းရင်ငါမသွားတတ်ဘူးလို့အဲ့ဒါနင်ကဘာမှမဆိုရင်လည်းကျွန်မနောက်တော့ကျွန်မကူညီမယ် Praise the Lord ဘုရားသခင်တကယ်ကောင်းတယ်လို့ကျွန်တော်ဘာမှမတတ်တာလို့ကျွန်တော်ကိုလမ်းပြမဲ့သူဟိုဆန်ဖရန်စစ္စကိုထိဆိုတော့ကျွန်တော်ဘာမှလည်းမကြည့်သူ့ပဲကြည့်ပြီးလိုက်သွားတာအေးဆေးပဲဟိုကားစီးဘာစီးဟိုဘာနဲ့ဘယ်လိုပြန်သွားရှုံနေရလဲဘာမှကြီးမဆိုင်သူ့နောက်ပဲလိုက်သွားတယ်ပြီးရောဆန်ဖရန်စစ္စကိုရောက်တဲ့အထိသူအကုန်လုပ်ပေးတယ်ဝါရှင်တန် DC သွားမဲ့ဂိတ်နားထိသူထိုင်ပေးပြီးပို့လိုက်တယ်ပြီးသူပြန်သွားတယ်ဟဲ့မဲ့အော်ဘုရားသခင် thank you Lord Jesus ဆိုပြီးတော့ကျွန်တော်အဲ့ဒါမပြီးဘူးရင်ခုန်နေသေးတာတယောက်တည်းဒီနားနေငါ DC ကိုသွားရင်ဘယ်လိုထပ်သွားမလဲတကယ်ကိုရင်ခုန်နေပါဆိုအိတ်ကအမှယူရမှာ
ဆိုတော့ဒါအဲ့ချင်းချင်းပါလေအမဲလင်မရရှိရတယ်လားကလေးလေး3ယောက်ကလေသူတို့ဘိုးဖနှက်ရဲ့အနောက်နားမှာဘိန်းကလေးရှိရလေအဲ့ဘိန်းကလေးတွေစီးနေတာအော်ပြေးပြီးတော့ချီခဏကြောကုန်းလာတိုက်လိုက်ကျွန်တော်ထိုင်နေတာလေဒုံဆိုတိုက်လိုက်ရှေ့တိုက်လိုက်နှောက်တိုက်လိုက်နဲ့ကဲအဲ့ချင်မာရဆိုတဲ့အထက်ကကဲဆိုးတဲ့ကလေးတွေဆိုကျွန်တော်စိတ်ထမ်းပါလေဒီအမဲတွေလူမှုရင်းနှမ်းမလဲဘူးလားမသိဘူးဟောငါ့ကို say sorry honey sorry မင်း sorry နှခါရှိပြီကျွန်တော်စိတ်ထဲမှာဒါပေမဲ့ကျွန်တော်ပြောဖျားသခင်လို့ဒါပါစကားပြောရလေလင်းပေါ်ရောက်တော့လေထိုင်တော့ကျွန်တော်ဘေးနားလာထိုင်နေတို့ကလေထိုင်ခေါ်ကကျွန်တော်လည်းကိုဘေးနားဆိုတော့ဟောစိတ်ထဲမှာဘယ်ဟုတ်မလဲ तू ဟိုင်းဘယ်ကလေကျွန်တော်ပြောမြန်မာဟဲ့ तू မသိဘူးကျွန်တော်ပြောထိုင်လန်နဲ့ပန်တူရှင်အော်ဟိုဒါနေဒီမှာဘယ်နှခေါက်ရှိလို့ဒါပထမဆုံးခေါက်ဟာနေပထမဆုံးခေါက်လာတဲ့ तू က welcome နဲ့နင်ဘာလီလူတလဲဟာဘာလီလူတလဲဆို okay ငါအခု package ကိုဘယ်မှာရွေးရမယ်ဘယ်လိုသွားရဲဆိုငါမသိဘူးနင်သိလားအာငါလည်းရွေးမှာမကြောက်နဲ့ငါနှုတ်ပဲလိုက်ငါနင့်ကိုကူညီမယ်အကုန်လုံးဟောအခုမှဒီအမဲချစ်စရာတအားကောင်းတာဟောသူကလေးအိပ်ပျော်နေလေကျွန်တော်ငါပွေပေးမယ်လို့အဲ့ကလေးငါပွေပေးမယ်လို့ဟောဖျားတကယ်ကောင်းတယ်လို့ပေါ့နော်ဖျားတကယ်ပို့ဆောင်တာဝါရှင်တန် DC ရောက်တော့နော်ဒီနာနေပြီးတော့နောက်ထပ်ရွေးမဲ့နေရာကိုလေဟိုဟီနိုကားလိုမျိုးတစ်ခုရှိရဖင်ကြီးလာထိုးပြီးမှတက်စီးပြီးဒီဘက်ကိုသွားတာလေမသိရင်တော့အဲ့ဒါမှပတ်ချာကိုလဲနေမှာကျွန်တော်သူတို့နဲ့မသွားရင်ကျွန်တော်တကယ်ကိုလဲမှာသိချတယ်ဒီလိုစီးရမှန်းကိုကျွန်တော်မသိတာအဲ့နဲ့သူတို့နဲ့လိုက်သွားတဲ့ခါကျတော့အဲ့စီးပြီးမှဟိုဘက်ကိုရောက်ပြီးမှကိုအဲ့ရွေးရမဲ့နေရာရောက်သွားတဲ့ခါကျတော့ကျွန်တော်အဲ့ကအဆင်သင့်မဲ့ရောက်နေဟာဆိုကျွန်တော်ကအဲ့လဲယူပြီးတော့သူ thank you လဲပြောဒီဘက်လဲလိုက်တော့ညီလေးတယောက်ကလေဝါရှင်တန် DC ကညီလေးတယောက်ကဟိုစာရွက်ကလေးနဲ့မှဆရာဆိုင်းကြော်တင့်တရားမှမရှိဘူးသူတယောက်တည်းပဲစာရွက်ကင်ပြီးမတက်ရနဲ့ရွေးစရာလည်းမရှိဘူးကျွန်တော်တယောက်တည်းပဲဟာကျွန်တော်အော်ပါတယ်ဟာငါလည်းမထားဘူးဆိုင်းကြော်တဲ့ဆိုတာငါပဲဟေးအဲ့ဒါကိုပဲလို့ဟုတ်တယ်တဲ့ရန်ကုန်ကနေဖုန်းဆက်ထားလို့ဆရာလာကြိုတာတဲ့ဟုတ်လားလို့အဲ့တော့ဟိုဆရာဘယ်ဟိုတယ်သွားမှာလဲငါဒီအစည်းအဝေးဒီဟိုတယ်ကိုသွားမှာလို့ Hilton Hotel သွားမှာကျွန်တော်လိုက်ပို့ပေးမယ်ဆရာတဲ့ဆိုသူကျွန်တော်လိုက်ပို့ပေးလိုက်တယ် Hilton Hotel ရောက်တယ်ကျေးဇူးတော်ပဲအမှန်တန်တဲ့နောက်ဆုံးတရက်ရောက်တော့လေဖုန်းဆက်လာတယ်ဘူးလဲဆိုဆရာ Solid 2ဖြစ်နေကျွန်တော်ရှမ်းတင်းတော့မှာအတင်းဥဆရာလုပ်တဲ့အချိန်တော့ဆရာ Solid 2ကကျွန်တော်အတင်းတော့မှာပွဲတော်မင်္ဂလာပေးတယ်ဆိုကျွန်တော်သူနဲ့ခင်ပြီးသားဖြစ်တယ်အဲ့ဒါဆရာစောကဆက်ဆိုင်မပြန်ခင်တော့ဒီမှာကျန်းစာတင်ပေးဦးဆိုတင်လိုက်တာတစ်ပတ်နှစ်ပတ်လို့ပဲထင်တာတစ်လနှစ်လလောက်ကြာသွားပြီးတော့အကုန်တိကုန်တာအခုချိန်ထိနောက်တစ်ခေါက်ရောက်တော့ကျွန်တော်အခုတစ်ခေါက်ကျတော့အဲ့အစည်းအဝေးကို Nashville မှာလာတက်တာအကယ်မှတော့ Nashville မှာလာတက်တာဆိုတော့ LA ကနေလာတယ်ဆိုတော့ကျွန်တော် LA ကိုပြန်ဖို့ပဲဒါနဲ့ဆရာ Solid 2ကကျွန်တော်ရောက်တယ်တီးတော့ hey မရဘူးငါတို့ခေါ်အောင်မယ်လာခဲ့ဆိုပြီးတော့ကျွန်တော် LA ရမှာသူက LA ကိုလမ်းပြီးတော့ကျွန်တော်ကိုခေါ်လိုက်တယ်အခုဒီ DC ရောက်တော့ပါဝင်ခွင့်ရတာဖြစ်တယ် praise the Lord ဆိုဆရာချင်းနာမည်ကိုကျွန်တော်ကြားဖူးတယ်အခုတွေ့ရတာမှန်တာတယ် okay အဲ့လိုပဲတက်တည်ခံရအောင်နှုတ်ကပတ်တော်သွားတာဖို့ကောင်းတယ်